Ambrosia တခါတော့ကတော့တမန်တော်9ယောက်တည်းကတယောက်ငှက်မျိုးနွယ်စုအကြီးကဲရဲ့သမီးတော်လူမနာလေးဖြစ်နေပေါ့သူမကနေတစ်စင်းလိုမျိုးတောက်ပါတယ်လွတ်လပ်တယ်ဒီမျိုးနွယ်စုကသူမရဲ့နှွေးထွေးမှုတွေကိုလည်းအမြဲရနေခဲ့တာပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်20တုန်းကဒီမျိုးနွယ်စုပေါ်မှာကန်ဆိုးမုံမောင်ကျခဲ့ပါတယ်သူမရဲ့လူမျိုးစုကကျူးကျော်တပ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတော့ငှက်မျိုးနွယ်စုကတမိုင်းကနေဖျောက်ဖျက်ခံခဲ့ရပါတယ်လူမနာလေးကနောက်ဆုံးအချိန်ထိတိုက်ခိုက်ကောက်ွယ်ပြီးခဲ့တယ်ဆိုပေမဲ့လည်းကြာရှုံးခဲ့ပါတယ်ဒါပေါ့ပုံမြင်လေးဆိုတာကအမြဲတမ်းတည်ဆုံးခြင်းနဲ့အဆုံးမသတ်ဘူးလေမြေအောက်ကဘာက20ကြာပြီးတဲ့နောက်မှာတော့သူမကနောက်တစ်ခါပြန်လည်နှိုးထလာခဲ့ပါပြီလူမနာလေးအနေနဲ့တော့မဟုတ်တော့ပါဘူးချက်စီချင်းလန်းကိုရှောက်မဲ့ငရဲတမန်တော်တယောက်ဖြစ်တဲ့ Ambrosia အနေနဲ့ပြန်လာခဲ့တာပါဒီကဘာဘောကိုသူမရဲ့ပထမဆုံးခြေလန်းရောက်လာတော့မှာပါမေးပြောင်းနေတဲ့အတိတ်ကမှတ်ဉာဏ်တစ်ခုရဲ့ထူးဆန်းတဲ့ကောင်မလေးတယောက်ပြောတဲ့ hostel တစ်ခုရဲ့ပြီးတော့တငယ်ချင်းဟောက် organ နဲ့တိုက်ရမယ်တိုက်ပွဲတစ်ခုရဲ့ပေါ့ကဲပုံမြင်ကဘလို့အဆုံးသတ်သွားမလဲဆိုတာကတော့ Honor King နဲ့မှာမိတ်ဆွေကိုယ်တိုင် Ambrosia ကိုစော့ကစားပြီးတော့ဆက်ဆောင်ကြည့်လိုက်အောင်ဗျာ